တနိုင်ငံလုံးမှာရှိတဲ့မြန်မာပရိသတ်တွေအားလုံးကသူ့ကိုမချစ်ဘဲနေလို့ရပါမလားမေထက်လူတရားကိုပရိသတ်တွေရဲ့အသေးကိုကင်လှုပ်တယ်လည်းမပြောနဲ့လေဘယ်နေရာရောက်ရောက်မြန်မာတွေကိုမျက်နှာမငယ်ရအောင်အမြဲလှုပ်ပေးနိုင်တဲ့ကစားသမားတွေတယောက်ဆိုတာဘယ်သူမှငင်းချက်ထုတ်နိုင်မယ်မထင်ပါဘူးဒါသူ့အတွက်ပထမဆုံးဖြစ်တဲ့စီးကိန်းမှာပွဲတော်ကစားသမားဖြစ်ပါဝင်ခွင့်မရပေမဲ့ဒါကိုစိတ်ပြည့်တဲ့အမူအရာမျိုးမရှိပဲအရေးကြုံတဲ့အချိန်တွေနဲ့နီးပြရဲ့လိုအပ်ချက်တွေတိုင်းမှာအချိန်မရွေးဖြည့်ဆည်းဖို့အသင့်ရှိနေတဲ့မေထက်လူလိုကစားသမားတယောက်ကိုပိုင်ဆိုင်ထားရတာကကျွန်တော်တို့မြန်မာအတွက်တကယ်ကိုတန်ဖိုးဖြတ်မြတဲ့ပိုင်ဆိုင်မှုပဲဖြစ်ပါတယ်အခုလည်းပြပကစားသမားအများစုနဲ့ဖွဲ့စည်းထားတဲ့ flat ပိုင်းလုံးကစားခက်တဲ့အသင်းကိုမေထက်လူကနောက်ကျကိုနဲ့အသေးခွဲခဲ့ပြန်ပါပြီ။ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ဒီပွဲစဉ်ကမြန်မာပရိသတ်တွေကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြသလိုပွဲစ4မိနစ်မှာပဲဝင်းသိက်ယူထိုးရဲ့သွင်းကိုနဲ့မြန်မာပွဲကိုစတင်ဦးဆောင်နေခဲ့တာပါ။ဒါပေမဲ့ဒုတိယပိုင်းမှာ flat ပိုင်းကခြေပါကိုပြန်လည်သွင်းယူခဲ့လို့ပွဲက1-1အနေထားနဲ့ရုန်းကန်နေရပေမဲ့လူစားဝင်ကစားသမားဖြစ်တဲ့မေထက်လူကဒုတိယပိုင်းပြီးဆုံးကန်ဒီမှာမြန်မာတို့အနိုင်ကိုသွင်းယူက flat ပိုင်းကိုအသေးခွဲခဲ့တယ်လို့ဂိုးသွင်းပြီးနောက်မျက်ရည်စားတွေကိုမြင်တွေ့ခဲ့ရတာကမြန်မာအတွက်နှစ်ရှည်လများပျောက်ဆုံးနေတဲ့အောင်မြင်မှုတွေကိုသူဘလောက်တောင်ဆောင်ကျင်းပေးချင်တယ်လဲဆိုတာတွေးကြည့်လိုက်တာနဲ့ခံမလို့ရတဲ့မျက်ရည်စားတွေပဲဖြစ်ပါတယ်။ဒါကြောင့်မကြသေးမီကဗီယက်နမ်နိုင်ငံမှာကျင်းပခဲ့တဲ့ AFC Championship ပြိုင်ပွဲမှာမြန်မာအသင်းရဲ့ဂျပန်နီးပြချုပ်ကသူ့ကိုပွဲထွက်ခွင့်မပေးလို့စိတ်မကောင်းဖြစ်နေရတဲ့ပရိသတ်တွေပြင်ဒီနီးပြချုပ်ရှိနေသေးမြန်မာအတွက်သူနောက်တစ်ခါလာရောက်ကစားပေးပါတော့မလားဆိုတဲ့စွန့်ရင်ပူပန်မှုတွေရှိခဲ့ကြပေမဲ့တကယ်တမ်းကျလိုအပ်ချိန်တိုင်းမှာအပြုံးမပြတ်ရှိနေပေးခဲ့တဲ့မေထက်လူလိုကစားသမားကိုတစ်ကမ္ဘာလုံးမှာရှိတဲ့မြန်မာပရိသတ်တွေအားလုံးကမချစ်ဘဲနေလို့ရပါမလားဗျ။